စဖိုမူကြီးတွေကတော့ငါးဦးတွေကိုကြည့်ပြီးပါဆက်အဟောင်းသားဖြစ်သွားကြတာပေါ့ပြီးတော့ဒါမျိုးကတသက်နဲ့တကူတစ်ခါမှမမြင်ဘူးတကယ်ကိုအဖိုးတန်ရတနာပဲဆိုပြီးငွေတန်း600တောင်ပေးပြီးပြုံးခနဲ့ဝယ်လိုက်ကြပါတော့တယ်စဖိုမူကြီးတို့ပြန်သွားတော့ကောင်လေးကစိတ်တဘောထားပြေဝစွာနဲ့သူ့ကိုကူညီပေးခဲ့တဲ့တငယ်ချင်းကိုတန်း100ခွဲပေးလိုက်ပါတယ်တငယ်ချင်းဖြစ်သူကဟာငါကဘာမှလည်းမလုပ်ပေးရပဲနဲ့ဒါအများကြီးပဲမယူရဲပါဘူးလို့အာနာတကြီးညင်းနေပေမဲ့ကောင်လေးကတော့မရရအောင်ပေးခဲ့တာပေါ့ကျန်တဲ့ပတ်စံအထက်လိုက်ကြီးကိုတော့အိမ်ပြန်ယူသွားပြီးသူ့မလက်ထဲကိုထည့်ပေးလိုက်တဲ့ခါမှာအမဖြစ်သူလည်းအော်လုံးလုံးမျက်လုံးပြူသွားရပါတယ်ဒါပေမဲ့ကောင်လေးကတော့ဒီလောက်နဲ့တင်အားမရသေးပါဘူးသူဟာကန်းဆက်ကိုပြန်လာပြီးငကားလေးကိုအချက်ပေးကရေအောက်ကဘာကိုတစ်ချက်လှမ်းကြည့်လိုက်ပါတယ်အဲ့ဒီခါမှာတော့ပင်လယ်ရေအောက်အနက်ပိုင်းမှာနစ်မြုပ်နေတဲ့ရှေးဟောင်းတင်မောပြက်ကြီးတစ်စီးကိုပြုံးကနေတွေ့လိုက်ရတာပေါ့ကောင်လေးလည်းချက်ချင်းပဲသူ့တငယ်ချင်းကိုခေါ်လိုက်ပြီးငကားလေးကိုအကူအညီတောင်းကတင်မောတွေကတစ်တာတစ်လုံးကိုဆဲခိုင်းလိုက်ပါတယ်တစ်တာကြီးကမ်းပေါ်ရောက်လို့ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့သူတို့နှစ်ယောက်လုံးအသက်ရှူမသွားရပါတယ်တစ်တာထဲမှာရှေးဟောင်းရွှေတုံးငွေတုံးတွေနဲ့အတူတလက်လက်တောက်ပနေတဲ့ညုတ်ပွလဲအလုံးကြီးတစ်လုံးကိုတွေးလိုက်ရလို့ပါပဲဒီပစ္စည်းတွေကိုယူပြီးမြို့ထဲကရှေးဟောင်းပစ္စည်းအယောင်းဝယ်ဆိုင်ကိုတွားပြလိုက်တဲ့အခါမှာတော့ဆိုင်ရှင်ကမှန်ဘီလူးနဲ့တေချာစစ်ဆေးပြီးဒါတွေကရိုးရိုးပစ္စည်းတွေမဟုတ်ဘူးတကယ်ကိုတမိုင်းဝင်တန်ဖိုးဖြတ်လို့မရတဲ့ရှေးဟောင်းရတနာအစစ်မှန်တွေပဲလို့အော်တုံလုံးစွာနဲ့ပြောလိုက်ပါတော့တယ်ဒီသတင်းသာပြန့်သွားရင်တော့တမျိုးလုံးကလူကုန်ထန်တွေနဲ့ရတနာတိုက်ရှာဖွေသူတွေကောင်လေးစီကိုအလူရက်ရောက်လာကြတော့မှအသေးချပါပဲ